ဒီကားကိုရောင်းချပေးမယ်ဈေးကတော့ကျွန်တော်2300ဝန်းကျင်မှာရောင်းချပေးမှာဖြစ်ပါတယ်ဒီသားစုဈေးမှာလားเนาะခုံသုံးတန်းပါမယ်ဘောင်းအကွန်ဖြစ်မယ်ဖန်ရှင်တွေကလည်းတရုတ်ကားလိုစုံတယ်ရောင်းမန်းဝယ်ပန်းကလည်းကြက်တဲ့ချိန်ပြန်ရောင်းလူကြိုက်အရန်များတယ်ဒီကားလေးကဘာကားလေးလဲဆိုတော့ကျွန်တော်တို့ Kia Sorento 2018 GT line မှာ2018ကျမှ GT line ဖြစ်တာသူက showroom လုံးပြဘာလဲပြမယ်ဒီမှာရုပ်ထွက်ဒီဇိုင်းပဲကြည့်လိုက်နော်မီးလုံးတွေဘာတွေတော်တော်မိုက်တယ်ဒီသူ့ရဲ့ဒီကား function တွေကတော့ဒီမှာဒါဆို driver seat မှာ Tango motor ပါမယ်ပြီးရင်ဒီမှာ seat memory ပါမယ်တကား၄ချက်မှန်၄ချက်အားလုံးကလည်း auto window တွေက auto ပါပြီးရင်ဒီမှာကြည့် CRN control အပြည့်ပါမယ် cruise တွေပါမယ် pedal shift ပါမယ်ပြီးရင်ဒီမှာဆိုလဲ Tango အပူအေးပါမယ်เนาะ gear ရန်ကလည်းဒီလိုမျိုးပြီးရင်ဒီမှာ electronic parking brake auto hold 360 camera အကုန်ပါတယ် Tango motor ကလည်းဟိုဘက် passenger ဘက်မှာလည်းထပ်ပါသေးတယ်ပြီးရင်ဒီမှာနောက်ခန်းဆိုရင်လည်းဒီမှာ round air con ဖြစ်တယ်เนาะ round air con ဖြစ်တယ် leather seat အနောက်ကခုံနေပါမှာ Tango အပူပါမယ်ဟိုဘက်မှာလည်းပါမယ်เนาะပြီးရင်ကျွန်တော်တို့ကမီတာစုစီဖြစ်တဲ့အတွက်နောက်ဖုံးကလည်းမော်တာနဲ့ဗျမော်တာနဲ့ရန်ကုန်လိုင်စင်เนาะ showroom လုံးဖြစ်တဲ့အတွက်ရန်ကုန်လိုင်စင်ရတယ်ပြီးရင်ဒီမှာဆိုရင်ဒါခုံသုံးတန်းအောင်မှကျွန်တော်ထပ်ပြမယ်ဒီကောင်ကခုံနောက်ဆုတ်ထားလို့ဗျတကယ်တော့အဆုံးထိခောက်လို့ရတယ်ပြီးရင်ဒီမှာ round air con ထပ်ပါအောင်မယ် on off လုပ်လို့ရမယ်ဒီမှာကျွန်တော်ဆက်နိုးပြပါမယ်သူကဒီဇယ်ဗျเนาะ engine power 2.2 ဒီဇယ်ကီလိုမီတာကလည်းဒီမှာ8300မှာ cruise control တွေပါမယ်ဒီမှာ pedal shift ပါမယ် cruise ပါမယ်အကုန်ပါသွားပြီမှန်ချိုးမှန်ကောက်အကုန်ပါတယ်ဗျเนาะပြီးဒီမှာ blind spot တွေပါတယ်လည်းပါတယ်